အာရှတိုးတက်မှုနိုင်ငံရေးစီးပွားရေးနဲ့အားကစားမှာကြီးမားသောအောင်ပွဲများ2025မတ်လ26 Entertainment မိသားစုဝင်တို့ရေကြောက်ကြက်သတင်းတွေနာမည်ကြီးပုဂ္ဂိုလ်တွေရဲ့အကြောင်းတွေနဲ့တူအခုဆိုတင့်အတွက်မဖြစ်မနေသိရမယ့်အာရှနဲ့ကမ္ဘာနှံ့ကအဖြစ်အပျက်တွေကိုယူလာပြီအာရှပစိဖိတ်ဒေသကအမျိုးသမီးလွတ်တော်အမတ်တွေနဲ့ဝန်ထမ်းတွေဟာအွန်လိုင်းမှာအမုန်းစကားတွေအလုပ်ခွင်မှာချင်းချောက်မှုတွေကိုရင်ဆိုင်နေရတယ်ဆိုတဲ့အချက်လက်အသစ်တစ်ခုထွက်ရှိလာခဲ့ပါတယ်။ဒါကို Metro Parliamentary Union DPU ကထုတ်ပြန်ခဲ့တာဖြစ်ပြီးဒီပြဿနာကနှက်ဆိုင်စွာအမြင့်တွယ်နေတဲ့ဆိုတာကိုဖော်ထုတ်လိုက်တာပါ။တယောက်က tweet တင်ထားတာကအမျိုးသမီးတွေကိုအဆက်မပြတ်တိုက်ခိုက်နေရင်သူတို့ဘယ်လိုကောင်းဆောင်မှလဲဒီအစီရင်ခံစာကတကယ်အပြောင်းလဲကိုဖြစ်စေလိမ့်မယ်လို့မျှော်လင့်ရပါတယ်။ဝိကရဲ့အဆိုအရကမ္ဘာစီးပွားရေးဟာ2025မှာ3.2026မှာ3.3ညပဲတိုးတက်မယ်လို့ခန့်မှန်းထားပါတယ်။ဒါပေမဲ့အာရှကအားကောင်းနေပြီ။အစီရင်ခံစာအရအာရှဟာဒီနှစ်မှာ4.5တိုးတက်မယ်။စွမ်းအင်တင်နည်းပညာနဲ့အကြီးစားအခြေခံအဆောက်အအုံတွေကအာရှကိုထိပ်ဆုံးရောက်အောင်တွန်းပို့နေပါတယ်။ဒါကြောင့်ကမ္ဘာကဖိစီးနေချိန်မှာအာရှကအောင်ပွဲခံနေတယ်ကမ္ဘာဖလားရွေးချယ်ပွဲတွေမှာအံ့အားသင့်စရာတွေဖြစ်နေပြီ။အင်ဒိုနီးရှားကဘာရိန်းကို2-0နဲ့အနိုင်ရခဲ့ပြီးပြည်သက်တွေအယူမှုဖြစ်နေကြတယ်။ကမ္ဘာဖလားစီကိုတလန်းနီးလာပြီကွာ။ဩစတြေးလျကတရုတ်ကို2-0နဲ့အနိုင်ရခဲ့တယ်။ဒီအနိုင်နဲ့ဆို2026ကမ္ဘာဖလားအတွက်အလိုလျောက်ဝင်ရောက်ခွင့်ရဖို့လီဆက်နေပြီ။ဘတ်စကတ်ဘောဝါသနာရှင်တွေအတွက်စင်ကာပူမှာ Fiber Asia Cup စတင်ခဲ့ပြီ။မတ်လ26အိန္ဒိယအမျိုးသားအသင်းပါဝင်နေပြီးသူတို့ကိုအံ့အားသင့်စရာအဖြစ်စောင့်ကြည့်နေကြတယ်။သူတို့အနိုင်ရနိုင်မလား။ဒီနေ့တော့တင့်အတွက်လုံးဝမလွတ်တဲ့ကျဲပွင့်သတင်းတွေနဲ့ပြည့်နေနေမှာတော့အဖအိုင်ဒိုတွေကနေအနောက်တိုင်းဂီတဘီရင်မတွေအထိအခုပဲဖြစ်ပျက်နေတာတွေကိုဖော်ပြပေးမှာမို့အဆုံးထိကြည့်လိုက်ပါတော့နောက်ဆုံးမှာတင့်အတွက်စိတ်လှုပ်ရှားစရာမေးခွန်းလေးတစ်ခုပါလာမယ်။ Blackpink မှာ Lisa Oscar မှာတမိုင်းဝင်ဖြောပြမှုပထမဆုံးအနေနဲ့ Blackpink ကကမ္ဘာကျော် Pop ဘုရင်မလေး Lisa ရဲ့သတင်းနဲ့စမယ်နော်။သူမဟာ Oscar ဆုပေးပွဲမှာတိုက်ရိုက်ဖြောပြတဲ့ပထမဆုံး Pop အမှုပညာရှင်ဖြစ်တမိုင်းဝင်ခဲ့ပါတယ်။ပရိသတ်တွေက Omega Lisa ကတကယ်လှုပ်လိုက်ပြီးဆိုပြီး social media တွေမှာအံ့အားသင့်သွားကြတယ်။အနက်ရောင်စတိုင်ကြတဲ့ဝတ်စုံနဲ့ Lisa ဟာအနီကော်စင်လမ်းမှာလမ်းလျှောက်တင်မကပဲပိုင်ဆိုင်သွားခဲ့တာပါ။တကယ်ကိုဘရင်မဆန်ဆန်ပါပဲနော်။ Lady Gaga ရဲ့ပြန်လည်ရောက်ရှိလာမှုဘသူပြန်လာတာလဲဆိုတာသိကြလား။ Lady Gaga ပါ။သူမရဲ့အသစ်ထွက်ရှိလာတဲ့ Mayhem Album ဟာကမ္ဘာတဝန်းကပရိသတ်တွေကိုအံ့အားသင့်စေနေပါတယ်။ပရိသတ်တယောက်က Monster မိခင်ပြန်ရောက်လာပြီလို့ပြောထားတဲ့ Gaga ရဲ့ပြန်လည်ရောက်ရှိမှုကတကယ်ပါပဲ။သူမကဖာဂီတာကိုထပ်မံပြောင်းလဲသွားစေမယ်သူပါ။တေလာဆွစ်စူပေါင်းဆောင်အောင်မှုကျွန်တော်တို့ရဲ့ဖောက်ဖဘရင်မကြီးတေလာဆွစ်ဟာမကြသေးခင်ကဂီတဆုပေးပွဲမှာဆုကိုခုနဲ့ကြီးကြီးမားမားအောင်ပွဲခံခဲ့ပါတယ်။ပရိသတ်တွေကဝမ်းသာလို့မဆုံးနိုင်ကြဘူးကျွန်တော်တို့လည်းပါပါတယ်။သူမကအဆိုတော်တယောက်တင်မကတော့ဘူးတစ်ခုလုံးကိုဖြစ်တစ်ခုဖြစ်သွားစေတယ်လို့တယောက်ကထွေးလှုပ်ထားတယ်တညာထဲမှာဆုကိုထူရတာကတကယ်ကိုသမိုင်းဝင်အောင်မြင်မှုပါပဲ။ Stray Kids မှာ Fearless Paris Fashion Week မှာစွမ်းပြနောက်ထပ်သတင်းက Stray Kids က Fearless ပါ။သူဟာ Paris Fashion Week မှာနာမည်ကြီးအဖြစ်ပရိသတ်တွေကိုအံ့အားသင့်စေခဲ့တယ်။သူ့ရဲ့လမ်းလျှောက်ဟန်ကတကယ်ကိုအရန်ချက်တည်ရှိပါတယ်။ပရိသတ်တွေကသူ့ကို fashion မင်းသားလို့ခေါ်ကြတယ်ကျွန်တော်တို့လည်းသဘောတူပါတယ်။ရှုပ်ရဲ့တခြင်းအစ်စ်နဲ့တကူတော်ဖြောပြပွဲစတင်ပြီးတော့ရှုပ်ကိုလည်းမေ့ထားလို့မရဘူးနော်။သူကအမေရိကန်တော့အမှုပညာရှင်တဦးနဲ့ပူးပေါင်းပြီးတခြင်းအသစ်ထွက်ရှိခဲ့တယ်ပြီးတော့အရန်ကောင်းတယ်။ဒါရင်မကသေးပဲ Hope on the Stage ဆိုတဲ့သူ့ရဲ့ပထမဆုံးတကူတော်ဖြောပြပွဲတွေကိုလည်းစတင်ခဲ့ပါပြီ။ပရိသတ်တွေကတခြင်းဖြစ်ဖြစ်ဖြောပြမှုဖြစ်ဖြစ် job ကအမြဲတမ်းအရန်ကောင်းတယ်လို့ပြောကြတယ်။အားလုံး job အတွက်အားပေးကြရအောင်။ကဲပရိသတ်တို့ရေဒီသတင်းတွေထဲမှာဘသူအကြောင်းကတင့်ကိုအစွမ်းကုန်စိတ်လှုပ်ရှားစေခဲ့လေ။လီဆာရဲ့အော်စကာမှာပထမဆုံးဖြောပြမှုလားတေလာရဲ့ဆုအောင်မြင်မှုတွေလားဒါမှမဟုတ်ချုပ်ပြဲတကူတော်ပြန်လည်ရောက်ရှိမှုလားနိုင်ငံရေးအရှုပ်တော်ပုံလားအာရှစီးပွားရေးရဲ့ထိုးပြောင်းမှုလား
ဒါမှမဟုတ်တင်ကြိုက်နှစ်သက်တဲ့ဘောလုံးအသင်းအတွက်အားပေးနေတာလားခမန့်တွေမှာပြောပြခဲ့ကြပါ like share နဲ့ subscribe လုပ်ဖို့လည်းမမေ့ပါနဲ့နော်နောက်တစ်ချိန်မှာထပ်တွေ့ကြမယ်အာရှတိုးတက်မှုကိုကဘာကစောင့်ကြည့်နေတယ်ဆိုတာသတိရလိုက်ပါ